ကဘာဘောကိုအထင်းကိုမဲ့ပြကြတော့မဲ့ရုရှားအာကာသယာဉ်1982ခုနှစ်ကရုရှားတို့ဘီနက်ဂျိုကိုလေ့လာဖို့လွှတ်တင်ခဲ့တဲ့ Cosmos လေးရ80တီမေလ9ရက်နေ့မှ13ရက်ကြာအတွင်းကဘာဘောကိုပြကြတော့မယ်လို့ခန့်မှန်းထားကြပါတယ်။ဒီအာကာသယာဉ်ဟာဘီနက်ဂျိုကိုတွားရလမ်းမှာဆက်ချွတ်ရွေးမှုဖြစ်ကကဘာပတ်လန်းတွေကမထွက်နိုင်လိုက်ပဲကဘာပတ်လန်းထဲမှာပဲ53နှစ်ကျော်ကြာလှည့်ပတ်နေခဲ့တာဖြစ်ပါတယ်။495ကီလိုဂရမ်လေးတဲ့ဒီအာကာသယာဉ်ဟာဗီနက်ဂျိုရဲ့အပူချိန်နဲ့ဖိအားကိုခံနိုင်အောင်တိစောက်ထားတာကြောင့်ကမ္ဘာလေထုအတွင်းကျဆင်းလာရမှာလေခံနိုင်ရရှိပြီးကမ္ဘာပေါ်ကျဖို့အလားအလာကောင်းနေပါတယ်။မေလ10ရက်ဝန်းကျင်မှာပြန်ကျလာနိုင်ပြီးကျမဲ့နေရာကိုတော့အတိအကျမခံမှန်းနိုင်ပေမဲ့ပင်လယ်ထဲကျဖို့အလားအလာကောင်းတယ်လို့ခန့်မှန်းထားကြပါတယ်။ဒီအာကာသယာဉ်ဟာကမ္ဘာမြေကိုတနအီမိုင်150နှုန်းဖြင့်ကျဆင်းလာမည်ဖြစ်ပြီးကုန်းမြေပေါ်ကျဆင်းပြီးရစီးမှုတစုံတရာရှိလျင်ရုရှားအစိုးရအနေဖြင့်တာဝန်ယူရမှာဖြစ်ပါတယ်။အချိန်ပေးတာကျေးဇူးပါ channel လေးကိုလည်း follow လုပ်သွားပေးကြပါဦး။